တာခေမအမြဲတမ်းလေးဆိုတာကမ္မမြတ်တာတဘာတိတိမျိုးစီမမအခြေခံမူလကထေရဘာရဘုရားပိဓမ္မာကဏိကံကျိုးယုံကြည်မှုများပါဘဂဝါဘုရားသာသနာတရားတရားထက်သန်စွာနှလုံးသားမှာတရားသိလားနှလုံးသားမှာတရားသိလားဘယ်နှမလေးထုတ်ကြတော့ဟုတ်ပါမုံချပြုတ်ကြဖို့ရည်စည်းကိစ္စအိတ်ဒီဆိုတဲ့သူရမဒီပြေပေါ်ပြတော့သစ္စာသူတော်ပါစေရောက်လာနောက်တစ်စစ်တက်လိုက်ပါဘက်ကလာဖလာတာပါအခြေခံတော်တဲ့ဒီပြေလေးတော့စေတော်ဝိပုဒ်တိတက်လိုက်လိုက်တဲ့စပါကာမသက္ကတာသမာဓိကြီးမိမိကကောင်းတာတွေ့ကောင်းတယ်ကံမကောင်းတာတွေ့မကောင်းတယ်ကံဘုရားဘာသာမှာဒေရဝါကဘာလို့ရှိပါလဲတို့ဘုရားဟောခဲ့တဲ့အတ္တဓမ္မပတိတိသာအတ္တယူဝါဒကြီးစိုးနေတဲ့ကာလဘလို့တော်ကြီးပြီးလောက်တယ်ပြီးပြီစိတ်ထဲမှာပြီးရင်လောက်လိုက်ပါပါအဲ့တော့ပယ်တတ်နိုင်ပါအမတဆိုတဲ့မိဘရှင်ကြီးမြတ်ကိုဖြင့်တော့ကြရပါမလွဲပါဘူးအပေတန်စီမလားအချမ်းသာပြချာတော့ပိချာအိန္ဒနာဆွေကရေခါဆန်စီပါပီလက်စီနဲ့ကာပီပါပီလက်စီနဲ့ရမေပါသူလာအေးလောင်းကြည့်ရတာအော်မြတ်တဲ့ဟောဒီဒီဆိုဆွေးဆွေးရတော့ရှင်းစရာလင်းစရာ